မင်္ဂလာပါဒီနေ့ကျွန်တော်ကျမမျှဝေရန်အကြောင်းအရာကတော့ MPT ဖြစ်ပါတယ် MPT ဟာမြန်မာနိုင်ငံအတွင်းဖုန်းလိုင်းနှင့်အင်တာနက်ဝန်ဆောင်မှုအကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်ပြီးနိုင်ငံအနှံ့လူအများအတွက်အသုံးပြုနိုင်ပါတယ်အစိုးရအောက်တွင်တည်ရှိတာကြောင့်စိတ်ချရပြီးနိုင်ငံအတွင်းဆက်သွယ်ရေးနယ်ပယ်အတွက်အရေးကြီးသောအဖွဲ့အစည်းတစ်ခုဖြစ်သည် MPT ကိုစတင်တည်ထောင်ခဲ့တာကအစိုးရအောက်ကာလဖြစ်ပြီးအစောပိုင်းကာလတွင်ဖုန်းလိုင်းအခြေခံဝန်ဆောင်မှုကိုသာပေးနိုင်ခဲ့ပါသည်နောက်ပိုင်းတွင် Business Network ဖြင့်မိုဘိုင်းဖုန်းဝန်ဆောင်မှုများကိုတိုးချဲ့ပေးခဲ့ပြီးလက်ကင်ဖုန်းအသုံးပြုသူအရေအတွက်တိုးလာခဲ့သည်2010ပြည့်နှစ်တွင်3နည်းပညာကိုစတင်အသုံးပြုပြီးနောက်ပိုင်းတွင်4個နည်းပညာကိုလည်းအသုံးပြုနိုင်လာသည့်အချို့နေရာများတွင်စမ်းသပ်မှုများကိုလည်းဆောင်ရွက်နေသည် MPT ၏ဝန်ဆောင်မှုများတွင်မိုဘိုင်းဖုန်းဝန်ဆောင်မှုများအင်တာနက်ဝန်ဆောင်မှုများနှင့်တန်ဖိုးတိုးဝန်ဆောင်မှုများပါဝင်သည်မိုဘိုင်းဖုန်းဝန်ဆောင်မှုတွင် Prepaid နှင့် Postpaid စနစ်များပါဝင်ပြီးအင်တာနက်ဝန်ဆောင်မှုတွင်မိုဘိုင်းဒေတာသုံး Legal နှင့် Fiber Broadband အိမ်သုံးအင်တာနက်များပါဝင်သည်ထို့အပြင် Digital Content Mobile Wallet, SIM Pack နှင့်နိုင်ငံခြားခရီးသွားများအတွက် Roaming Service များကိုလည်းထောက်ပံ့ပေးနေသည် MPT ၏အားသာချက်မှာနိုင်ငံအနှံ့အသုံးပြုနိုင်သော Network Coverage အားလုံးအစိုးရအောက်တွင်တည်ရှိမှုကြောင့်စိတ်ချရခြင်းနှင့်သုံးစွဲသူအရေအတွက်အများဆုံးဖြစ်ခြင်းတို့ဖြစ်သည်ဒီအတွက်မြန်မာနိုင်ငံသူတိုင်းသည်ဖုန်းနှင့်အင်တာနက်ကိုအဆင်ပြေစွာအသုံးပြုနိုင်ပြီးနေ့စဉ်ဘဝအတွက်လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်သည်နည်းပညာအရ Legal Network ကိုနိုင်ငံအနှံ့အသုံးပြုနိုင်ပြီးမပြဖို့အသုံးပြု၍ဖုန်းထောက်ပံ့ Data Package စစ်ဆေးခြင်းလစဉ်ပြီးပေးချေခြင်းနှင့် Digital Service များကိုလွယ်ကူစွာစီမံနိုင်သည်